ချိုးရလာသားလို့ရေ အမေရဲ့ရေကဘယ်လိုလုပ်ချုံပါလဲအမေရဲ့အေးလာလို့မေးရပါလေဗျာ ဟုတ်ကဲ့ဒီကောင်ကြီးအမေကချိုးတယ်မှတ်လို့ပါလေငါသားရေ မေ ဟဲ့ခေါင်းနေထူ ရှင်မဟုတ်ဘူးလေအမေတားခေါ်တာမဟုတ်ဘူးအမေကခေါ်တာအမေထူရမှာထူလိုက် အော်ငါခေါ်တာလား မေဟာဒီမတော်ဘာတလုံးလာလဲကွာဒုက္ခပါ ရေကြီးပေါ်မှာဆိုရင်ဖုန်နေလူပြီးအမေလှပြတ်တယ်ငါသားရေဒီမှာလေကလေးကိုဖြူတဲနှလုံးကိုအဘူးသီးလေးလိုဂျားနဲ့ခုတ်ကခွဲကပြုတ်အမလေးဘူးသီးရဲ့ဘာလို့ဟဲ့ ဘာလုပ်နေလဲမေ အော်ဘူးသီးကပြင်းတယ်ဆိုလို့အဖော်လုံးမလားလို့ငါသားရေ ဘယ်လိုဖော်လို့မှလဲမေ သူ့ခုတ်ပြီးတော့ပြုတ်တော့မယ်လေ ဒီဘူးတွေတော့မျိုးမျိုးအချောက်လန်းထားတာမေ ကြံကြီးစီကငါသားရေဘူးသီးကအပြုတ်ကြီးပါတော့ယောက်ျားမှမရှိတာဘယ်နဲ့မျိုးယူမှာတော့အဲ့တော့ချစ်ရင်ချစ်တယ်ပြောမချစ်ရင်မချစ်ဘူးပြောနင်ကိုငါချစ်တယ်ငါကိုနင်ချစ်မလားအော်တိတ်တိတ်ချစ်အမြတ်တာအကျုံးငါဖွင့်ငါပြရင်ဒီကိုဟာနီတီငါကိုနန်းနာကလားပါပဲပြင်ပါမရာကြီးချစ်